ကောင်းကင်ကိုထက်လွှာ၏အထက်ဆုံးတွင်တည်ရှိသောနတ်ဖျားနန်းတော်ကြီးသည်ယခုအခါသွေးရောင်လွှမ်းလျက်ရှိပြီးအချိန်ခါမဟုတ်သောမိုးချိုးတန်များကစချဝလာတစ်ခုလုံးကိုတွန်းခိုင်နေတဲ့၏တပ်ဖြတ်ခြင်းနတ်ဖျားဟုတလောကလုံးကကြောက်ရွံ့ရိုသေရသောရန်ချမ်းသည်သူ၏အယုံကြည်ရဆုံးသောညီနောင်များနှင့်ချစ်လာစွာသောမိဖုရားတို့၏တစ္ဆာဖော်မှုကြောင့်သူ၏အိမ်ထဲတွင်လဲချနေကြရ၏သူ၏ရင်ပတ်ထဲသို့စိုက်ဝင်နေသောနတ်ဖျားတပ်သားသည်သူကိုယ်တိုင်စတေးခန်း၍ပြုလုပ်ဖေးခဲ့သောလက်နက်ဖြစ်နေခြင်းကသူနှလုံးသားကိုရုပ်ပိုင်းဆိုင်ရာနာကျင်မှုထက်ပိုမိုပြင်းထန်စွာဆုပ်ဖြဲနေတဲ့ကဲ့သို့ခံစားရစေ၏တေးအံ့ဆဲဆဲတွင်သူ၏မျက်လုံးများကနီမြန်းလျက်ရန်သူများ၏ရေမောတမ်းများကိုနားထောင်ရင်းငါသာပြန်လာခွင့်ရခဲ့ရင်မင်းတို့အားလုံးကိုငရဲထက်ဆိုးတဲ့နေရာကိုပို့ပေးမယ်ဟုချိန်ဆိုလိုက်သည့်အခါကောင်းကင်ယံမှခရမ်းရောက်လက်စီးတန်းကြီးတစ်ခုကသူ၏ဝိညာဉ်ကိုဝါမျိုးသွားတော်၏မောင်မိုက်နေသောအမောင်ထူထွဲတွင်အချိန်မီမျှကြာသွားသည်ကိုမသိနိုင်ခင်မှပင်ရန်ချမ်း၏နားထွဲတွင်စရုပ်ဆန်ဆန်အေးဆက်သောအတန်တစ်ခုပဲ့တင်ထလာခဲ့သည်တပ်ဖြတ်ခြင်းစနစ်ကိုစတင်အတွက်သွင်းနေပါပြီအိမ်ရှင်၏ဝိညာဉ်ချင်းနှင့်ပြင်းထန်စွာထိခိုက်နေသည်ကဘာဦးအချိန်ပြန်ရချင်းအစီအစဉ်ကိုစတင်ပါပြီဟူသောအတန်းများသူ၏အသည့်စိတ်များကရုတ်ခေပောက်ခွဲထွက်သွားတဲ့ကဲ့သို့ခန်းစားလိုက်ရသည်မျက်လုံးများကိုအာယူ၍ဖွင့်လိုက်သောအခါသူမြင်လိုက်ရသည်မှာနတ်ဖျားနန်းတော်မဟုတ်ပဲဖုံးထူကြီးစုပြတ်နေသောတစ်သားအိမ်ကိုလေးတစ်ခုဖြစ်နေသည်လေထူးတွဲတွင်ရင်းနှီးနေသောအနာတများဟောင်းနှွမ်းနေသောအဝတ်စားများနှင့်ဒုခန္ဓာကိုယ်၏အားနည်းလာသောအချိန်တို့ကလွန်ခဲ့သောအနှစ်တစ်ထောင်လသူ၏ငယ်ဘွားကိုပြက်လက်ရောက်ရှိနေကြောင်းထပ်တည်ပြနေခဲ့သည်ရန်ချမ်းသည်ဤကပေါ်မှထိုင်လိုက်တော်လေသူခန္ဓာကိုယ်ကအာအင်ချင်းနေနေပြီးရင်ဘက်ထဲမှအောက်ထလာသောဝေဒနာကြောင့်ချောင်းအနေငယ်ဆိုးမိသွားသည်သူ၏လက်ဖွားကိုကြည့်လိုက်သောအခါကြမ်းတမ်းပြီးအမာရွတ်အချို့ရှိနေသောလူငယ်လေးတစ်ယောက်၏လက်ခင်ဤကြောင့်မြင်လိုက်ရသည်ဒါကမိုးထင်ကိုင်ကအပြင်းစည်းတပေးဘွားတို့ကပေါ်လေဟုသူကတိုးတိုးလေးရည်ရွယ်လိုက်သည်ထိုစဉ်သူမျက်စိရှိတွင်လင်းလက်တော်ပေါ်သောအပြာရောင် digital ဖန်သားပင်တစ်ခုပေါ်လာပြီးသူ့ကိုအံ့အားသင့်တော်စေသည်တကောင်းတွင်အမီရန်ချမ်းအဆင့်ထန့်စင်ခြင်းအဆင့်တေတပ်ဖြတ်ခြင်းမှတ်ဝိုစွမ်းဆောင်ရည်အဆင့်နှင့်ဟူရည်သားထားသည်ကိုမြင်လိုက်ရသည်ဤစနစ်သည်သူရဲ့တေဆုံးခါနီးတွင်ကြားခဲ့ရသောအဆန်ဖြစ်ကြောင်းသူနားလည်လိုက်ပြီးဤအရာတင်ပင်သူရဲ့ကလေးဆိုင်ချီမှုအတွက်အကြီးမားဆုံးသောအားကိုးရထလာလိမ့်မည်ဟုခန်းစားလိုက်ရသည်စနစ်ဤညွှန်ကြားခြင်းများကရုတ်တရက်ထွက်ပေါ်လာပြီးပထမဆုံးတာဝန်တင်ဤဂုံတိခါကိုစင်ခေါ်လာသူကိုနှိမ့်နှိမ့်ပါဆုလပ်ကဘာဦးတက်ဖြစ်ခြင်းနီးတိမှာအဆင့်ဝိုင်းဟုတ်ပြတာလာသည်ထိုအချိန်မှာပင်အိမ်တကားကိုအကျန်းပတန်းကန်းကြောက်ဖွင့်လိုက်တဲ့နဲ့အတူလူငယ်၃ဦးအခန်းထဲသို့ဝင်လာကြသည်ထိုသူတို့မှာရန်ချမ်းအားအနေထားနှိမ့်ဆက်လေရှိသောအပြင်းစည်းတစ်ပြက်ကြောက်ကန်နှင့်သူဤနောက်လိုက်များထီကြသည်ကြောက်ကန်ကမထီမဲမြင်ဖြုံးလျက်ဟေ့အမိုက်ကောင်ရန်ချမ်းဒီနေ့အတွက်မင်းရဲ့စေလုံးဒီကိုငါစီလွှဲပေးဖို့အချင်းတန်းပြီးမဟုတ်လားဟုအော်ဟစ်ပြောဆိုလိုက်သည်အတိဘဘတွင်ရန်ချမ်းသည်ဤတို့၏နှိမ့်ဆက်မှုကိုခေါင်းငုံခံခဲ့ရတော့လေယခုအခါတွင်မူသူ၏မျက်လုံးများထဲတွင်တပ်ဖြတ်လိုသောအရှင်အဝါများရက်တန်းနေခဲ့သည်ရန်ချမ်းသည်စကားတစ်လုံးမှပြန်မပြောဘဲအိယာပေါ်မှဖြင်းရင်းစွာထားလိုက်ပြီးသူ၏တည်ငြိမ်လွန်းသောအပြုမူကြောင့်ကြောက်ကန်ကအံ့အားသင့်သွားပြီးဘာလဲမင်းကပြန်ခုခံကျင်တာလားဟုဆိုကရန်ချမ်းဤလက်ကဝဲကိုတွင်ထုတ်ရန်လန်လိုက်သည်သောသောရန်ချမ်းဤလူရှာမှုကမင်းခွင်းလက်တွင်အရေးခုကဲ့သို့လင်းမြန်လာသည်သူသည်ကြောက်ကန်ဤလက်ကဝဲကိုဖမ်းဆုပ်လိုက်သည်အင်အားအနှဲငယ်တောင်းကချိုးဖောက်ပစ်လိုက်သည်အယိုးကျိုးတန်နှင့်အတူကြောက်ကန်ဤအတန်းကုန်းအော်ဟစ်တန်ကအခန်းငယ်လေးထဲတွင်ပဲ့တင်ထပ်သွားသည်ရန်ချမ်းသည်ခေတမြပင်မဆိုင်ထွယ်ပဲကြောက်ကန်ဤဝမ်းပိုက်ကိုဖင်းထန်သွားခြေကန်ချက်ဖြင့်တိုက်ခိုက်လိုက်ရာကြောက်ကန်သည်အခန်းပြင်ဘက်ကိုလွင့်ထွက်သွားသည်တတိလည်းသွားတော်သည်ကျန်ရှိနေသောနောက်လိုက်နှင့်ဦးမှာထိလန့်တုံးလောက်သွားပြီးဘာလောက်ရမှမသိထင်နေစဉ်ရန်ချမ်းကသူတို့ကိုအေးဆက်စွာကြည့်လိုက်သည်ငါမျက်စီရှိကနေအခုချက်ချင်းထွက်သွားကြမဟုတ်ရင်မင်းတို့ရဲ့အသက်ကိုငါအားမခံမှာမဟုတ်ဘူးဟုပြောလိုက်တော့အခါသူတို့သည်ကြောက်လန့်တကြားဖြင့်ကြောက်ကန်ကိုဆွဲမာကထွက်ပြေးသွားကြတော့သည်ထိုခဏမှဖြင့်စနစ်မှအချက်ပေးတန်ထွက်ပေါ်လာသည်တာဝန်အောင်မြင်ပါသည်ဆုလာကဘာဦးတပ်ဖြတ်ခြင်းနီးပြူဟာကိုရရှိပါသည်တပ်ဖြတ်ခြင်းမှဇဲမှရရှိပါသည်ဟူသောစာတန်းနှင့်အတူရန်ချမ်းဤဦးနောက်ထဲသို့ရှေးဟောင်းနီးပညာရပ်များစီးဝင်လာခဲ့သည်ထိုနီးပြူဟာသည်လေးထူသေးရှိစွမ်းအိမ်များကိုစုပ်ယူရောင်းသားမက
တေဆုံးသူများ၏သွေးနှင့်ဝိညာဉ်အရှင်အဝါကိုပါအင်းအားဖြင့်ပြောင်းလဲပေးနိုင်သည်ကိုတီးလိုက်ရသောအခါရန်ချမ်း၏နှုတ်ခမ်းဖျားတွင်ရက်ဆက်သောအပြုံးတစ်ခုပေါ်လာခဲ့သည်ရန်ချမ်းသည်ကျမ်းပြင်ပေါ်တွင်ခြေတင်ပလင်ခွေထိုင်လိုက်ပြီးစနစ်မှရရှိသောနီးဗျူဟာကိုစတင်လေ့ကျင့်လိုက်ပြီးသူ၏ခန္ဓာကိုယ်ပတ်လေတွင်မြည်ရဲသောအရှိန်အဝါများစတင်ရစ်ပတ်လာပြီးပတ်ဝန်းကျင်ရှိဝိညာဉ်စွမ်းအိမ်များမှာယူသွစွာပင်သူ၏ချွေးပေါက်များမှသစဉ်စီးဝင်လာကြသည်သူ၏အားနည်းနေသောသွေးကြောများမှာပြန်လဲကျဲပန်းလာပြီးပိုမိုခိုင်မာလာကနိုင်အနှဲငယ်အတွင်းမှာပင်သူ၏အဆင့်သည်တန့်စင်ခြင်းအဆင့်3သို့တဟုန်ထိုးတက်လှမ်းသွားခဲ့သည်ဤမြလေမြန်သောတိုးတက်မှုနှုန်းသည်ရခင်ဘဝကသူနားလည်ထားသောကျင့်စဉ်လောက၏နေရမများကိုကျော်လွန်နေခဲ့သည်ထို့သောရန်ချမ်းသည်ကြည်နပ်ခြင်းမရှိသေးပြီသူ၏မှန်ချက်မှာဤကိုင်းငယ်လီမဟုတ်ပဲကောင်းကင်ကိုးသက်လွာမှသူ့ကိုတစ္ဆာဖောက်ခဲ့သူများ၏ဦးခေါင်းများပင်ဖြစ်သည်နောက်ရက်ညတွင်ရန်ချမ်းသည်ကိုင်း၏တောအုပ်နတ်ထဲသို့တွားရောက်ကတားရဲများကိုတက်ဖြတ်ရင်းတက်ဖြတ်ခြင်းမှတ်ပြားကိုဆူဆောက်ခဲ့သည်တားရဲတကောင်ကိုတက်လိုက်ကိုင်းစနစ်ကတက်ဖြတ်ခြင်းမှတ်ဖြားလေးအတွေ့အကြုံမှတ်ဖြားစေဟုအဆက်မပြတ်အတိပေးနေခဲ့သည်သူသည်စနစ်၏ဆိုင် shop ထဲတွင်ကြည့်လိုက်သောအခါမယုံနိုင်စရာကောင်းသောနတ်ဖျားအဆင့်လက်နက်များဆေးလုံးများနှင့်မော်အတပ်များကိုမြင်လိုက်ရသည်ထို့သော၎င်းတို့ကိုဝယ်ယူရန်အတွက်တန်းနှင့်ချီတော့တက်ဖြတ်ခြင်းမှတ်များလွှဲနေသေးသည်သူသည်တားရဲများကိုတက်ဖြတ်ရင်းသူ၏တိုက်ခိုက်ရေးဗီဇကိုပြန်လည်နှိုးထားစေခဲ့ပြီးသူ၏လှုပ်ရှားမှုတိုင်းမှာပိုမိုတေတက်ကတေးစေနိုင်သောအစွမ်းများပါဝင်လာခဲ့သည်ဂိုင်းအတွင်းကျင်းပမဲ့နှစ်ပတ်လေပြိုင်ပွဲကြီးသည်နီးကပ်လာပြီးဖြစ်သည်ဤပြိုင်ပွဲသည်အတွင်းစည်းတစ်ဖေးဖြစ်လာရန်အခွင့်အရေးတစ်ခုဖြစ်တယ်လို့ရန်ကြားအတွက်သူ၏စွမ်းအားကိုထုတ်ဖော်ပြသရန်နှင့်အရင်းအမြစ်များကိုရယူရန်လမ်းစာတစ်ခုလည်းဖြစ်သည်သူ၏ပြောင်းလဲမှုကိုဂိုင်းစီအချို့သောဆရာများကတတိထူမိလာကြတော့လေရန်ချမ်းသည်သူ၏အစွမ်းအားအမှန်ကိုဖုံးကွယ်ထားခဲ့သည်သူသည်လူအများရှိတွင်အေးဆက်ဆက်နှင့်စကားနည်းသောလူငယ်တဦးဖြစ်သားနေထိုင်ခဲ့တော့လေသူ၏အတွင်းကဘာတွင်မူတပ်ဖြတ်ခြင်းနပရာတပါ၏စိတ်ဓာတ်ကပြင်းထန်စွာတောင်းလောင်နေခဲ့သည်ပြိုင်ပွဲနေ့သို့ရောက်တော်ထားဂိုင်း၏လိကျင့်ယူကွင်းပင်ကြီးတွင်တပိပေါင်းထောင်းချီ၍စုဝေးနေကြသည်ရန်ချမ်းသည်လူအုပ်ကြားတွင်ရိုးရှင်းစွာရက်နေတော်လဲသူ၏မျက်လုံးများကမူဓားကောင်ကိုစောင့်ကြည့်နေသောကြားသစ်တကောင်ကဲ့သို့တည်ငြိမ်နေသည်သူ၏ပထမဆုံးပြိုင်ပွဲမှာသူ့ကိုအမြဲတမ်းအနိုင်ကျင့်လိရှိသောအပြင်စည်း၏ထိတ်တန်းတပီများထဲမှတဦးထဲသည်ထိုသူကရန်ချမ်းကိုကြည့်ကမင်းကကန်ကောင်းလို့ကြောက်ကန်ကိုနိုင်သွားတာပဲငါလက်ထဲမှာတော့မင်းရဲ့အယိုးတွေအမောင့်ဖီသွားစေရမယ်ဟုကြုံဝါလိုက်သည်ထို့သောရန်ချမ်းကပြန်လဲတုံ့ပြန်ခြင်းမရှိဘဲစနစ်မှပေးအပ်သောသွေးဆုပ်ထားတိုင်းကိုအသုံးပြုရန်အသင့်ပြင်လိုက်သည်ပြိုင်ပွဲစတင်ကြောင်းအချက်ပေးထံထွက်ပေါ်လာသည့်နှင့်ရန်ချမ်း၏ပုံရိပ်ကပျောက်ကွယ်သွားပြီးပြိုင်ပွဲ၏နောက်ကျောဘက်တွင်ရုတ်တရက်ပေါ်လာသည်လက်ဖွားတစ်ချက်ရိုက်ချက်ဖြင့်ပြိုင်ပွဲ၏အကာအကွယ်များကိုဖျက်ဆီးလိုက်ပြီးစင်ပေါ်မှလွင့်စင်ကျသွားစေခဲ့သည်ပွဲကြီးစင်ပေါ်မှလူများအလုံးအံ့အားသင့်ကငြိမ်ကျသွားကြ၏ရန်ချမ်းသည်တပွဲပြီးတပွဲအနိုင်ရရှိလာကနောက်ဆုံးတွင်ဂိုင်း၏ပါရမီအရှိဆုံးဟုထပ်မံခံထားရသောအတွေးစည်းတစ်ပတ်လင်းဖုံးနှင့်ရင်ဆိုင်ရတော်သည်လင်းဖုံးသည်ခန္ဓာသောဝစ်စုံကိုဝတ်ဆင်ထားပြီးသူ၏မျက်နှာတွင်မာနထောင်လွှာမှုများအခီရှိနေသည်သူသည်ရန်ချမ်းကိုကြည့်ကာမင်းရဲ့လက်ကွက်တွေကငါရှင်းမှအတုံးမဝင်ဟုဒူးထောက်ပြီးအရှုံးပေးလိုက်တာကမင်းတို့ပိုကောင်းလိမ့်မယ်ဟုအိတ်ဆက်စွာပြောဆိုလိုက်သည်ရန်ချမ်းကကောင်းကိုအသားရမော့ကငါဘဝမှာငါကိုဒူးထောက်ခိုင်းတဲ့သူတွေအားလုံးတေးကောင်းကြပြီမဲလဲအဲ့ဒီထဲမှာပါချင်းလူလားဟုပြန်လဲမေးခုံထုတ်လိုက်သည်ထိုစကားကလင်းဖုံးကိုအကြီးကျယ်ဒေါသထွက်သွားစေပြီးသူ၏ရှေးရသောဓာတ်ကိုဆွဲထုတ်ကရန်ချမ်းထံသို့လက်စီခဲသို့ပြေးဝင်လာသည်ရန်ချမ်းဤစနစ်ကဝယ်ယူထားသောတေးမင်း၏ခြေလမ်းကိုအသုံးပြုကလင်းဖုံး၏တိုက်ခိုက်မှုတိုင်းကိုအသာအရရှောင်ရှားနေခဲ့သည်စနစ်ကသူ့ဦးနောက်ထဲတွင်လင်းဖုံး၏အားနည်းချက်များကိုတစ်ခုချင်းစီထောက်ပြနေပြီးရန်ချမ်းအတွက်ဤတိုက်ပွဲသည်ခလီကစားစရာကဲ့သို့ဖြစ်နေခဲ့သည်အချိန်တန်သောအခါရန်တန်သည်သူ၏လက်ချောင်းနှချောင်းဖြင့်လင်းဖုံး၏ဓာသွားကိုညက်ကဖမ်းယူလိုက်သည်အင်အားသုံးကချိုးပစ်လိုက်သည်ဓာချိုးသွားသောအကန်နှင့်အတူရန်ချမ်း၏လက်သီးကလင်းဖုံး၏ရင်ပတ်တက်သို့ထိမှန်သွားပြီးလင်းဖုံးမှသွေးအန်လျက်နောက်သို့လွင်ထွက်သွားတော်သည်တကိုင်းလုံးမှမြင့်တက်နေကြပြီးမိသူများစကားမပြောနိုင်အောင်ဖြစ်သွားကြသည်ရန်ချမ်းသည်စင်ပေါ်တွင်ရောက်နေရင်ကောင်းကင်ရန်သို့မောကြည့်ကသူ၏စိတ်ထဲမှပြောလိုက်သည်မှာဒါကအစာပဲရှိသေးတယ်မင်းတို့တိဆောက်ထားတဲ့ကောင်းကင်ဘုံကိုငါကိုယ်တိုင်သွေးနဲ့စီကြောပြင်မယ်ဟူ၍ဖြစ်သည်စနစ်ကအစစ်မင့်တင်မှုအောင်မင်းပါပြီတင်ဒီယခုဘခအခြေခံတိဆောက်ခြင်းအဆင့်သို့ရောက်ရှိပါပြီ
တက်ဖြတ်ချင်းပူရင်ဤအမွေနဲ့ဒီနေရာကိုဖော်ထွက်ပြီးနေပါပြီဟုကျင်းကြားလိုက်သည်ရန်ကျန်းသည်သူ၏ခန္ဓာကိုယ်တွင်စီးဆင်းနေသောအားကောင်းလာသောစွမ်းအားများကိုခံစားရင်ရှေးဆက်ရမယ့်လမ်းကြောင်းမှာသွေးချောင်းစည်းလိမ့်မည်ကိုသိနေခဲ့သည်သူသည်မိုးတင်ကိုင်း၏အကြီးခဲများ၏ဖိတ်ခေါ်မှုကိုပင်ဂယုမဆိုင်ပဲစင်ပေါ်မှဆင်ကဂိုင်းအဖင်းဘက်ကိုဦးတည်ထွက်ခွာလာခဲ့သည်သူ၏ရီမန်းချက်မှာပိုမိုကြီးမားသောကဘာထီပြီးထိုနေရာတွင်သူ့ကိုစောင့်ကြိုနေသောရန်သူဟောင်းများကိုတယောက်ပြီးတယောက်တုတ်တင်ရှင်းလင်းရန်သူ၏မလုံးသားကတောင်းဆိုနေခဲ့သည်လန်ခရီတွင်သူသည်စနေအကူကြီးချင်းပိုမိုခတ်ထဲသောတာဝန်များကိုထမ်းဆောင်ရင်းသူရဲ့အမိကိုတက်ထက်ချင်းနဖျားအဖြစ်အကြော့တင်ထင်ရှားလာစေရန်ကြိုးပမ်းနေခဲ့သည်သူဖြတ်တန်းသောနေရာတိုင်းတွင်မတရားမှုများကိုနှိမ်သိမ်းရင်းသူ့ကိုရန်ပြုသူများကိုရရဆက်ဆက်တုတ်သိမ်းရင်းဖြင့်သူ၏တက်ဖြတ်ခြင်းမှများမှာတန်းနှစ်ချီ၍တိုးပွားလာခဲ့သည်သူသည်သူ၏အတိတ်ဘဝကဆုံးရှုံးခဲ့သောအရာများကိုပြန်လည်ရယူရန်နှင့်သူ၏ရန်သူများကိုထိုက်တန်သောပြစ်ဒဏ်ပေးရန်အတွက်သူ၏စွန့်သောကလေးအစားချေမှုခရီးစဉ်ကိုအရှိန်အဟုန်ဖြင့်ဆက်တင်လိုက်ပြီးဖြစ်သည်ရန်ကျန်း၏နှလုံးသားထဲတွင်ကရုဏာတရားဟုသည်မရှိတော့ပဲတက်ဖြတ်လိုစိတ်နှင့်ကလဲစားချေလိုစိတ်တို့သာကြီးစိုးနေခဲ့သည်သူသည်သူ၏ဓာကိုကင်ဆောင်ကကောင်းကင်ကိုးထလွာသို့ဥတီသောလမ်းမချက်တွင်ရှောက်လန်းနေရင်သူ၏နောက်ွယ်တွင်ပုံပုံနေသောရန်သူများ၏အလောင်းများကိုတစ်ချက်မျှပင်ပြန်မကြည့်ခဲ့ပေသူသည်တေချင်းတရားကိုကြောလွန်လာသူဖြစ်ပြီးယခုအခါတွင်မူသူကိုယ်တိုင်ကတေချင်းတရား၏အရှင်သခင်ချစ်လာခဲ့လေပြီစနီဤတိုးတိုးလေးဖြိုးဆူနေသောအထံများကသူ၏နားထဲတွင်တေးတန်တစ်ခုကဲ့သို့ချုံမြည်နေပြီးထိုအတန်ကပင်သူ့ကိုကမ္ဘာလောက၏ထိပ်ဆုံးသို့ပြန်လည်ပို့ဆောင်ပေးမိကိုသူအကျွင့်မဲ့ယုံကြည်နေခဲ့တော်သည်